မောင်ကြောက်ကလေကြာလိုက်တာဘာလို့နေမလဲမသိဘူးအမြဲတမ်းရှင်းပြီးဆိုအဲ့နောက်ကြတယ်ဟဲ့သူတို့ဆုံးနေတော့ကြာနေခုနေမလာနိုင်သေးဘူးဘာလို့နေမလဲမသိစပင်းနာတက်ကုန်မလဲမသိမလေးငါစပင်းစစ်တော့တာကိုမောင်ကမသိသေးဘူးဒီလိုစင်မလေးငါအရန်ချက်သွားမလားမသိဘူးငါအရန်ဆနေတာဆိုတော့အပလေးရက်ကွက်ရလူတာငါဒီစပင်းကလေးလိုက်တယ်တဲ့မဟုတ်ဆိုရလားစပင်းဟုတ်တယ်လေဘာဖြစ်လို့လဲမလိုက်လို့လားမလိုက်ဘူးနေရဲထုံးနေရောဟာမော်ရလှပါတယ်မောင်မကျော်စစ်တော့မကြအရန်လာချင်းမကြည့်လိုက်ပါမောင်ကျော်တော်တော်လှရက်ကွက်တယ်မှာတရက်ကွက်လုံးကလေမကိုလေဒီစပင်းနဲ့လိုက်တယ်ဆိုအရန်ပြောကြတာမောင်ရဲ့တို့လည်းမောင်မလိုက်ဘူးဒီစမ်းမကြည့်မကောင်းမစိုးပါနဲ့တော်လာတဲ့ဟောမောင်လေမသပင်းစစ်တော့ကျွန်တော်မောင်တော့ဒီမောင်စိတ်မစိုးနဲ့မောင်အဲ့လိုမထားကြမှာနဲ့မောင်ရနော်တော့မကြိုက်ဘူးလားပြက်မယ်ဟဲ့မောင်ထားကြမှာနဲ့မောင်ထားကြမှာနဲ့ဘာလို့ယူလဲဘလို့ထားခဲ့ရလဲစပင်းစစ်တော့ဝေါထားခဲ့ရတော့မလာလေတရက်ကတော့မောင်ဒီစပင်းကနေလိုက်တယ်ဒီစပင်းရောင်နဲ့လိုက်တယ်တဲ့မောင်ထားကြမှာနဲ့ပြောတော့မောင်ပဲရှိမှာဆိုဘာဖြစ်ဖြစ်မောင်ပဲရှိမှာဆိုမောင်ရဲ့ဖြစ်မှုတိုင်းမောင်လက်ခံနိုင်တယ်ဆိုမောင်သိပြန်လာခဲ့ပါမောင်ရဲ့မောင်ဒီစီဆိုတော့အပြစ်လားဒီလောက်လာနေကိစ္စတရက်ကတော့ငါ့ကိုလှလို့ဝိုင်းပြောကြလေနေတယောက်တည်းမထားကိုပြောတာငါ့ကိုငါရီစားလုံးနေပြီးတော့မောဒီလောက်လာနေကိစ္စငါထားခဲ့တယ်နေရတယ်တွေ့မယ်ချက်တွေ့မှာဘာဖြစ်တာလဲမဘာပြမလဲဟာဟိုကောင်ထားသွားပြီဘဲကောင်ထားသွားတာငါရီစားဘာပြထားတာဒီဟိုတကြီးနေဟာငါသမီးဆေးစရထားခဲ့နေစကားဒီလောက်ထားတဲ့သမီးကိုသူငါထားခဲ့ဘာသမီးဆေးဆိုအဲ့နော်မလို့ပြောတာသမီး तू ကပြောဘဲကောင်းတယ်ဘဲမအဲ့ကောင်ပမားတယ်ဟိုဘက်နာအမအဲ့ကောင်လက်စာချေပေးမယ်တော့တာတဲ့သမီး तू ဟောလို့အလောက်လို့ပြောရတယ်နေဟာဘလို့လက်စာချေမှာတော့ပြောပြအဲ့လိုလက်စာချေမှာလားအဲ့လိုလုပ်လိုက်ဟဲ့ကြောက်ကောင်းမလားဒါလည်းချက်မပြင်းတာနောက်ချင်းအဲ့ဆိုတော့ခုတော့မလားဟာသူခုနကမရှိဘူးအတာကတွေ့ပြီကြိုက်တယ်နော်ကြိုက်တယ်ဒီဘက်ဖုန်းနံပါတ်ငါဖုန်းနံပါတ်သိနေတာကျိုးနေအမသမီးတူကိုယူလာတာဘယ်ကအေးပါလာယူမချက်နော်ငါတို့ပါပိတ်လားနော်ပိတ်တာတော့ပါပိတ်တာဒီနေ့နော်နေတခုမပြင်းနေပါတော့ပိတ်တာဟောတယ်နော်ဒီစီတော့ကြိုက်ပါဘာဖြစ်လဲငါစီဆိုတာမထောက်ဘူးလားလာတယ်မထောက်ပြောဦးမှာလာတယ်နော်ပြောတော့မထောက်ဆိုလားတွေ့မယ်ချာမနော်တော့ဖာပြောလာတော့တိတ်တာဘာကြောင့်လဲမလေးပါချင်တော့ဖာပြောမလေးတွေ့မယ်နော်မတေးညငေါ့မြင်မလေးလက်စမ်းရပိတ်တာနော်ဟိုလေသူစိတ်ဆိုးမယ်နော်သူရင်တော့စိတ်မဆိုးခင်မှာသူ့ခေါင်းကိုသပင်ချုပ်တင်တဲ့အရင်လောက်အောင်နော်ပိတ်တာချောင်းမလေးပိတ်တာနော်မင်းစီတော့မလားဗျာလာတယ်မလေးပိတ်တာနေဟောအရင်တော့သူ့ခေါင်းကိုချုပ်တင်တော့ရမယ်နော်ပိတ်တာတော့မရဘူးပိတ်တာငါကမလှကိုပြောတဲ့ကောင်တွေ့ကြပြီပေါ့အခုသူ့ခေါင်းကိုစိုးမိုးအတွက်ကျမအရင်ဦးဆုံးချွတ်စေးလေးအရင်ဆုံးသုံးမယ်ရှင်အခုမှစဆေးဆိုမှသူတွေအတွက်ဆိုလို့ရှင်တော့စပင်ကိုအရင်ဦးဆုံးချွတ်စေးလေးသုံးပေးတင်နေနော်ချွတ်စေးလေးကျမထည့်ပြီးတော့ကျမအရင်ဦးဆုံးမှု့လိုက်မယ်ရှင်ရောသမားမှု့လိုက်မယ်ရှင်ဆိုချူပိတ်တာအဲ့တော့ပိတ်ဆိုတော့ကြိုက်ကြိုက်တယ်ပိတ်တာဝိုင်းမပိတ်ဟမ်တိကျလား你不打呗？啊，差点了。喂，喏，我嘞，看嘞，喏，都是什么时候给嘛？都管了没？就是出嘛，出嘛呢？看哪里？喏，你要记得吧，出嘛。背上，喏，啊，你呀，拉的，没背，喏，背，你上面没背，没得睡，喏。
နော်ရကြက်လေးကြောက်နော်နော် ခါလေးခါလေးခါလေးအခုတော့ကျမတို့မောင်နှမ2ယောက်သူ့ရဲ့ခေါင်းကိုကျမတို့ချွတ်စီလေးအင်ဦးဆုံးစိုးမဲ့ရှင်သူများကိုလှုပ်ရှင်ဆုံးနဲ့ကျမလက်အိတ်စဖို့မေ့သွားတယ်ရှင်ကျမလက်အိတ်လေးအင်ဆုံးပြန်ဆွတ်လိုက်တယ်ပေါ့နော်ငါ့ကိုမလှဘူးပြောတဲ့ကောင်နော်နင့်ကောင်ကပြန်စိုးမဲ့ကြည့်တာစမ်းအခုဆိုရှင်ကျမတို့ကပေါ့နော်သူ့ခေါင်းကိုချွတ်စီလေးစိုးပြီးဆိုတော့နောက်ထပ်မိနစ်40လောက်ထပ်ဆောက်လိုက်မယ်ရှင်ကဲဆက်ကြည့်ပေးပါအောင်ရှင်ကဲချွတ်စီလေးတော့ဆိုလို့တော့ပြီးသွားပါပြီရှင်ကဲနောက်ထပ်သူ့ကိုထပ်ဆိုပေးမှုအတွက်နော်အတိစပင်ကားလေးရွေးတယ်ကဲဒီကာလာလေးကိုကျမသူ့ရဲ့ခေါင်းကိုစိုးပေးမယ်ရှင်စိုးပေးမယ်ရှင်ကျမတို့သူ့ခေါင်းကိုစိုးမိုးအတွက်သူ့မှာပါတဲ့အထုပ်လေးဖောက်ထည့်တယ်အထုပ်လည်းဖောက်ထည့်မယ်ပြီးလို့ရှိရင်ဘူးတွေလည်းဖောက်ထည့်မယ်ရှင်ဘူးနှစ်ဘူးပါတယ်အထုပ်တစ်ထုပ်ပါတယ်ရှင်ဒါအပြင်ခေါင်းမှာပတ်မဲ့ဥစ္စာနှရွက်မှာပတ်မဲ့ဥစ္စာခန္ဓာကိုယ်မှာပတ်မဲ့ဥစ္စာအကုန်ပါတယ်နော်ကဲကျမတို့မှု့ပြီးရှင်မှု့ပြီးလို့ရှိရင်ကျမတို့သူ့ရဲ့ခေါင်းကိုစိုးမိုးစပြင်ပါပြီရှင်ကျမကမလှဘူးပြောတဲ့ဒင်းကိုကျမလက်စားရှိပြီးတော့စိုးမယ်ရှင်ကဲစိုးမယ်စိုးပြီးပါစိုးပြီးရှင်စိုးပြီးကိုစိုးချင်တယ်လို့စိုးပြီးတဲ့အချိန်ခါမှာသူ့ရဲ့သပင်အယောင်လေးရဘလို့ကာလာလေးထွက်လာမယ်ဆိုတာစောက်ကြည့်ပါအောင်ရှင်။